ကျွန်တော်ပြောတာမမောင်ခိုင်လို့ဘီယာကစ်ဒါနောက်ဆုံးမိတ်အပိုင်းချုပ်ပေါ့ကွာအဓိကပြောချင်တာကကျွန်တော်ကသူ့ကိုဒါကျွန်တော်ကဟိုပြောတာ promotion လုပ်တာလည်းမဟုတ်ဘူးကွာသူကဒါ easy နေတဲ့လူပါဒါပေမဲ့သူ20လောက်ခင်လာတဲ့အတိုင်းတာနဲ့ပြီးရင်သူကိုယ်တိုင်လည်းဒါ TikTok မသုံးပါဘူးအဲ့တော့သူကဘယ်လိုလဲဆိုတော့ဟိုသူတောက်ပြီးတော့ bike လည်းမထွက်ဘူးဟာအသွေးပေါင်လည်းပုံသွေးလည်းမတိုးဘူးသူကပြောချင်တာအဓိကကျမ်းမာရေးယူဆိုင်ဖို့ပြောချင်တာ medical check up ပုံမှန်လုပ်သူတနေ့တစ်ခါစစ်တယ်ဒါကမမောင်ခိုင်လို့ကဲဆိုတာသူ့လိုတောက်ဖို့ဆိုရင်ကျွန်တော်တို့ကကျမ်းမာနေမှာဖြစ်မယ်ကျွန်တော်အမြဲပြောသလိုပဲเนาะဟို तू ကကျမ်းမာရေး human side ဖဲနေမင်းတို့လှုပ်ချင်တယ်လှုပ်မယ်ဆိုရင်တော့မင်းတို့မဖြစ်ချင်တဲ့ယောဂဖြစ်မှာပဲအဲ့ကြောင့်ဘိုက်လည်းမထွက်ချင်ဘူးเนาะဟိုဒါကဟိုအိမ်အောင်ကြတာမကြတယ်မဆိုင်ဘူးကိုယ့်ရဲ့ကျမ်းမာရေး use site တာနဲ့ပဲဆိုင်နေအိမ်အောင်ကြလို့ဘိုက်ထွက်လာတာမဟုတ်ဘူးเนาะ stress များတာအိမ်အောင်ကြရင်စိတ်ဖိစီးမှုများတာများတော့စားတာအိမ်အောင်ကြလို့မဟုတ်ဘူးစိတ်ကြောင့်ဖြစ်တာအများဆိုလည်းအိမ်အောင်ကြပြီဆိုတော့ကစိတ်ညစ်တော့တာပဲလေအဲ့တော့အဲ့မှာဘိုက်ကထွက်လာတာပဲလေ stress ဟော်မုန်းများလို့ပေါ့เนาะအဲ့တော့အဓိကပြောချင်တာကကွာကျမ်းမာရေး use site တယ်သူဆိုရင်ကွာကဲအရက်တောက်ခံနီးအောင်မှာသွေးပေါင်ချိန်နေတယ်ကဲဘီယာတောက်ခံနီးသွေးပေါင်ချိန်နေဆိုတော့ကိုယ်ရီတောင်မချိန်ပြဘူးကွာပြီးရင်လည်းခုနပြောလို့ကအားပြန်ဖြည့်တဲ့ဆေးတွေတောက်တယ်လို့เนาะပြီးရင်ကြက်ဥစားတယ်ကော်ဖီတောက်တယ်အဲ့လိုမျိုးတွေပေါ့ကျမ်းမာရေး use site တယ်အသီးနဲ့မြည်တယ်အစာနဲ့ချားတယ်เนาะစားပြီးရင်လည်းချားဘာနဲ့မှမမြည်ဘူးအဲ့လိုမျိုးတွေပေါ့ကျွန်တော်ပြောတဲ့အိတ်တွေကကျမ်းမာရေး use site ဖို့လိုတယ် medical check up မမေ့ပါနဲ့เนาะပြီးရင်ကျွန်တော်ပြောလို့ပေါ့ကိုကျမ်းမာရေး use site တဲ့ပြင်ကိုရဲ့ risk ကိုလည်းမယူဘူးသူကပြောချင်တာတောက်ပြီးသွားရင်သူကကားမမောင်း driver နဲ့လာတာပြီးရင်သူ့ driver နဲ့လာတယ်ကားမမောင်းဘူးခါလေး taxi နဲ့ပြန်တယ်အဲ့ဒါကိုပြောချင်တာလေ risk မယူဘူးနောက်တစ်ခါကျတော့သူက 5% ပဲတောက်တယ်အနှစ်ချုပ်တာပေါ့နော်အနှစ်ချုပ်ပြောရင်အပြင်းနဲ့မတောက်ဘူးဖြည်းဖြည်းတောက်တယ်ရေမများတောက်တယ်အစာနဲ့ချားပြီးတော့အမြည်ဆိုလည်းအသီးနဲ့မြည်တယ်ခုနအစိမ့်ဆန်နဲ့မြည်တယ်စားပြီးနောက်ဆုံးကျဲဥ hard bright နဲ့ပိတ်တယ်မနေ့ကို coffee တောက်တယ်နေ့လည်းထမင်းတက်နဲ့ပဲစားတယ်မနေ့စားလည်းမစားဘူးသူကအဲ့လိုမျိုးပေါ့ကွာသူကောင်းတဲ့ချက်တွေပြီးရင် exercise လုပ်တယ်ဂိုက်ထိုးတယ်လမ်းလျှောက်တယ်လေ့ကျင့်ခန်းလုပ်တယ် medical check လုပ်တယ်ကာဝယ်ဆေးတွေထိုးတယ်ကဲပြောချင်တာငါပြောချင်တာဟိုကျက်မရေးဆိုတာကိုယ်တိုင်လုံးမရတာလေဖြတ်လန်းမရှိဘူးဖြတ်လန်းနည်းနဲ့မရှိဘူးသူတို့ချို့ကျွန်တော်ပြမယ်ဟုတ်မခံသွားနိုင်မယ်ကိုတဝိုင်းနဲ့တောက်နေတဲ့ကောင်တွေဒီကောင်တွေကကိုမသိအောင်လုပ်ထားတယ်အများကြီးရှိတယ်ကျက်မရေးကောင်းမှုတွေသူတို့နဲ့ရှင်တော့ကိုကလစ်သွားမှာအဲ့ဒါကိုပြောချင်တာလေလူတိုင်းကိုမယုံနဲ့နော်ဟိုကိုကျက်မရေးကိုယ့်အကူ view ဆိုင်ရမယ်ဆိုတဲ့အကြောင်းနော် medical check လုပ်မမေ့ပါနဲ့အာရာဆောက်ရလိုက်ရနာပဲအသက်ရင်ဆိုင်ဖောက်လိုက်ရင်စိတ်သိနေရပဲကွာကျွန်တော်အမြဲပြောနေတယ်အာရာဆောက်ရအသက် level 2ဆိုနာအဲ့လိုပြောချင်တာကျွန်တော်လည်းဆရာဝန်ဆိုပေမဲ့လည်းကျမရဲ့ game site ဖြစ်ဘူးဆရာဝန်နဲ့ပို့ဆိုတယ် game site ဖြစ်ဘူးเนาะဒါကိုပြချင်တာ medical check up ပုံမှန်လုပ်ရမယ်เนาะတောက်နေကြီးပဲတောက်လို့မရဘူး medical check up ကိုလည်းမမေ့စေချင်ဘူးဒါလေးเนาะညီကုန်းချုပ်ပြောတာ